လွမ်းနေရပြိုရွယ်ခြင်းကိုကိုက်ဖြတ်တတ်တဲ့ကြွက်ကနေဝင်ချိန်တွေခိုးယူသွားခဲ့ကဘာကြီးလေတိုင်းငါတို့အသက်တွေပါသွားခဲ့ပါတယ်ရှင်ကျန်တာဆိုလို့ငါတို့ရဲ့ချစ်ချင်းသာလူချင်းသာလူအပ်တာတွေအတွက်တရက်မှာ8 နာရီအလုပ်လုပ်ရင်မင်းအတွက်ပေးဆက်နေရတာပီတိဖြစ်ခဲ့အနီးနားနေရတဲ့ဆုလက်အတွက်ပျော်ရွှင်ခြင်းဟာတကူလုံးလွှမ်းခြုံရင်တိုးဝါလာတဲ့တန်ရောစင်ကိုတသက်စာဖမ်းဆုပ်ထားလိုက်ခြင်းနဲ့ဖြော့တော့တဲ့မင်းရဲ့ဆံတွေတွေဟာငါလက်မောင်းမှုပြေရော့နောက်ဆုံးအကြည့်အထိနှုတ်မဆက်ပဲမင်းလဲငါလိုမျောလင့်နေစေရုတ်တရက်ပေါ်မင်းထွက်သွားခဲ့ငမောရောက်တယ်